စစ်ဝတ်စုံကြီးနဲ့ပြတ်သားတဲ့မျက်နှာထားပြီးတော့တမ်းပြည်အတွက်အသက်ပေးသွားခဲ့တဲ့လွတ်လပ်ရေးဖခင်ဒါကကျွန်တော်တို့ငယ်တွေကကျောင်းသုံးစာအုပ်တွေမှာသင်ခဲ့ရတဲ့ဘူကျော်အောင်ဆန်းပါဒါပေမဲ့စစ်ယူနီဖောင်းရဲ့နောက်ွယ်ကနိုင်ငံရေးစင်မြင့်ရဲ့အောက်ကလူသားအောင်ဆန်းတယောက်ရဲ့အကြောင်းကိုတကယ်ချင်းတို့ဘယ်လောက်ထိသိပါသလဲသူကအမြဲတမ်းတည်ကြည်နေတာလားသူဘာတွေကိုကြောက်တယ်လဲဒီကနေ့ဗီဒီယိုမှာတော့ဝေကျော်အောင်ဆန်းရဲ့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဘဝဆက်ကြောင်းတွေတိတိကျကျပြောပြပေးသွားမှာမို့အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာ1915ခုဖေဖော်ဝါရီ23ရက်နမောင်မြို့မှာမွေးဖွားခဲ့တဲ့မောင်အောင်ဆန်းငယ်ငယ်ကလေးကအင်မတန်အစွဲလန်းကြီးပြီးဇွတ်ပြုတ်နိုင်တဲ့ကလေးတစ်ယောက်ပါစာဖတ်ရတာကိုရိုးရိုးမမိုးဝါသနာပါပြီးတော့ရန်ကုန်တက္ကသိုလ်ရောက်တဲ့အထိစာအုပ်ပုံတွေကမထွက်တဲ့စာကြပိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်လူတွေကသူ့ကို88ဆက်နိုင်တယ်စကားနဲ့တယ်လို့ထင်ကြပေမဲ့တကယ်တော့သူဟာမတရားမှုကိုမြင်ရင်ဘယ်တော့မှညင်မနေတတ်တဲ့တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တို့ဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်တွေကဝိကောင်းစားလာတွေမဝတ်ဖ ೇನೆ ဖဏအဆုပ်ကိုစီးစုတ်ချာဝတ်တက်လွန်လို့တငယ်ချင်းတွေကတော့ဝိုင်းစားကြတဲ့အထိတာမန်ဘဝကိုပဲမျက်နှာခဲ့တဲ့လူတစ်ယောက်ပါဗြိတိရှားကိုတော်လှန်ဖို့ဂျပန်မှာစစ်ပညာသွားသင်ခဲ့တဲ့ရဲဘော်၃ချီအကြောင်းကိုတငယ်ချင်းတို့သိကြမှာပါဟိုင်နန်ကျောင်းကစစ်တင်တာအရဲကန်းလို့ပြင်းထန်ပါတယ်သွေးသစ္စာကြီးတောက်ခဲ့ကြပြီးဘိုးကျော်ဖြစ်လာမဲ့မောင်အောင်ဆန်းဟာအသက်20ကျော်လူငယ်လေးပဲရှိပါသေးတယ်ဂျပန်နေစီကနေစစ်ပညာကိုသင်ကြားခဲ့တာဖြစ်ပေမဲ့ဂျပန်ရဲ့ရစ်ဆက်မှုကိုသိလိုက်ရတဲ့အခါမှာတော့ဖက်စစ်တော်လှန်ရေးလုပ်ဖို့လမ်းကြောင်းပြောင်းခဲ့တဲ့သူ့ရဲ့ပြတ်သားမှုကတမိုင်းကိုပြောင်းလဲစေခဲ့ပါတယ်စစ်ဗိုလ်ချုပ်ကြီးဖြစ်ပေမဲ့ရဲဘော်တွေနဲ့အတူတူမြေကြီးပေါ်မှာအိတ်အတူတူစားပြီးတာတူညီမျှနေထိုင်တတ်ကြတာကလည်းတမိုင်းမှာဘာကြောင့်ဩဇာကြီးခဲ့လဲဆိုတော့တတ်သေးပါပဲနိုင်ငံရေးနဲ့စစ်ရေးတွေအပြင်ဗိုလ်ချုပ်ရဲ့ကိုရေးကိုလာဘွားကလည်းအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်သူကအချိုးဝဲဆိုရင်ကီရာကိုအရင်ကြိုက်တတ်ပြီးအိမ်မှာဆိုရင်ဇနီးဖြစ်သူဒေါ်ခင်ကြီးချွတ်ချေတဲ့ဟင်းတွေကိုဘာဟင်းဖြစ်ဖြစ်မင်းကြီးဆက်ရီစားတတ်သူပါပြီးတော့သူဟာစာရေးနေရရင်ဘေးကလူဘာပြောမကြားရလောက်အောင်အာယုံစိုက်လွန်လို့လူထူးလူဆန်းလို့တော့အပြောခံရခဲ့ရပူပါတယ်သူလွတ်လပ်ရေးအတွက်အင်္ဂလန်ကိုသွားတဲ့အခါအေးလွန်းလို့ဗြိတိရှအစိုးရကပေးတဲ့ကုတ်ဝင်းကြီးအကြီးကြီးကိုဝတ်ထားတဲ့သူ့ရဲ့တပ်ပုံကလည်းယနေ့အချိန်ထိလူပြောများနေသေးပါသူဟာယာရုကုန်ရှင်ကိုမမှတ်ပဲတမ်းပြည်အတွက်ပဲစိတ်ထဲအပြည့်ရှိနေခဲ့တဲ့သူတစ်ယောက်ပါ1949ခုဇူလိုင်လ19ရက်အသက်32နှစ်ပဲရှိသေးတယ်ဗိုလ်ချုပ်အောင်ဆန်းရန်သူတွေရဲ့လှုပ်ကြံမှုကြောင့်နိုင်ငံအတွက်လွတ်လပ်ရေးရဖို့အပြေရှားနေတော့မှပဲအသက်ပေးသွားခဲ့ရပါတယ်သူကွယ်လွန်သွားတာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တယ်သူရဲ့ရိုးသားမှုတတိနဲ့တိုင်းရင်းသားစီလုံးညီညီကြီးအတွေးခေါ်ရာယနေ့အချိန်ထိရှင်သန်နေသေးပါဗိုလ်ချုပ်အောင်ဆန်းဆိုတာတမိုင်းတွေကသူရဲကောင်းတယောက်တည်းမဟုတ်ဘူးကျွန်တော်တို့နှောင်းလူတွေအတူယူရမယ်စံပြလူသားတယောက်လည်းဖြစ်ပါတယ်ငယ်ချင်းတို့ရောဘိုးချုပ်ရဲ့ဘလို့ဇယိုက်လက္ခဏာတွေကိုကြိုက်ဆုံးတယ်ကိုမမပြောခဲ့ပြကြပါဒီဗီဒီယိုလေးနဲ့ပဲကြားဆုံးလေပြီးတော့ဗိုလ်ချုပ်အောင်ဆန်းတဲ့တကွာအာဇာနည်ခေါင်းဆောင်ကြီးများကိုလေးပြုလိုက်ရပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘရင်နောင်နဲ့ရာဇာတရစ်တို့လိုမင်းရဲ့ကြော်စွာပမာပုံဆောင်အလောင်းဖရာတို့လိုကွယ်ပမာတိုင်းပမာမျိုးအာကိုလောက်ပေးတဲ့မ
ကြောက်တန်းမယွန့်တန်းဗမာတွေအောင်ပန်းဆွတ်ကြရှာလေတယ် ရာဇဝင်ထုတ်